လန်အဆောင်မှာရန်ဝူးဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။သူကငငယ်ကလေးကဘဝကိုခက်ဖြတ်တန်းခဲ့ရသူပါ။တို့လေဆိုတော့သူပြန်ရောက်ချင်းသူ့အဖွားခိုင်းလိုက်တဲ့အလုပ်ကချေမီသားစုနဲ့တွားပြီးစေးစားရမှာမို့လို့ပါပဲ။ဒီမှာနင့်ကိုဘသူကကြိုက်မှာလဲဆိုပြီးရန်ဆိုင်ပြောပြီးလက်ပါဖို့ရွယ်ပါလေရော။ဒီလိုမျိုး recap video တစ်ပုဒ်လုပ်ချင်လား။ဒီလိုမျိုးဗီဒီယိုတစ်ပုဒ်ရဖို့ဆိုတာက secret ရေးရအတန်သွင်းရနဲ့အရန်ကိုအချိန်ကုန်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုမှာဆိုရင်အချိန်ကုန်လဲတတ်တာမယ်။ကိုယ့်ရဲ့ဗီဒီယိုလဲအမြန်ပေါက်လွယ်တဲ့ recap video တွေဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုအပိုင်း၄ပိုင်းခွဲပြီးတော့အသေးစိတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။ recap video လုပ်ဖို့ဘယ်လိုမျိုးဗီဒီယိုတွေရှာရမလဲ။ transcript တွေဘယ်လိုယူရမလဲ။ပြီးရင်အတန်သွင်းတဲ့အဆင့်ကိုယ့်ရဲ့ကိုယ်ပိုင်တန်ကိုမသုံးချင်ဘူးဆိုလဲ AI ကိုသုံးပြီးတော့အတန်ဘယ်လိုသွင်းရမလဲ copyright မမိအောင်ဘယ်လိုမျိုးဗီဒီယို edit ရမလဲစတဲ့အပိုင်း၄ပိုင်းကိုအကုန်လုံးပြပြပေးသွားမှာပါ recap video ဆိုတာကိုယ်တိုင်က content creation လုပ်ဆရာမလို့လက်ရှိမှာလူကြည့်များပြီးတော့ပေါက်နေတဲ့ဗီဒီယိုသုံးလိုက်တာကိုပြောတာအဲ့တော့ကိုယ့်ရဲ့ဗီဒီယိုပေါက်ဖို့ကအရန်ကိုလွယ်တယ်ကိုယ့်အတန်ကိုမသုံးချင်ဘူးဆိုလဲ AI ကိုသုံးလို့ရတယ်အဲ့ဒီ AI အတန်ကိုလူပြောနေတဲ့အတန်နဲ့တူအောင်ဘယ်လိုခိုင်းရမလဲဆိုတာတွေကအစားအခမဲ့အသေးစိတ်ပြပြပေးသွားမှာမို့လို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်တာမယ်ဆိုရင်အကျိုးရှိမှကျင်းသေးပါပဲနံပါတ်1တစ်ချက်အနေနဲ့ recap လုပ်ဖို့ဗီဒီယိုဘယ်လိုရှာမလဲပထမဆုံးအနေနဲ့ YouTube မှာ recap လုပ်ထားတဲ့အင်္ဂလိပ်ဗီဒီယိုတစ်ပုဒ်ကိုအရင်ရှာရမယ်သူပြောထားတဲ့ဟာကိုယူဖို့အတွက် transcript ပြောင်းရမယ်တနည်းပြောရရင်သူများဦးနောက်ကိုဖောက်စားတဲ့သဘောမျိုးပေါ့ကိုကြိုက်တဲ့ဗီဒီယိုကိုတွေ့ပြီဆိုရင်အဲ့ဒါကို copy link ယူလိုက် copy link ဘယ်လိုယူရမလဲဆိုရင်ဒီက share ဆိုတာလေးကိုနှိပ် link ရဲ့ဘေးက copy ဆိုတာလေးကိုနှိပ်ရင် copy link ယူပြီးသားဖြစ်သွားပါပြီနောက်ထပ်နံပါတ်2အချက်အနေနဲ့ transcript ဘယ်လိုယူရမလဲနောက်တစ်ဆင့်အနေနဲ့ search bar ကနေပြီးတော့ YouTube transcript ဆိုပြီးတော့ရိုက်ရှာလိုက်ဒီမှာတွေ့ရတဲ့ jutranscript.com ဆိုတဲ့ဟာလေးတွေကိုဝင်ပေးလိုက်ပါဒီထဲကိုခုနကကူးလာတဲ့ link လေးကိုထည့်ပေးလိုက်လင်းလေးထည့်ပြီးသွားရင်ဘေးနားက generate transcript ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီမှာဆိုရင်စာသားတွေကျလာပြီအဲ့ဒါကို copy ယူဖို့ဒီနေရာက copy ဆိုတာလေးကိုနှိပ်ပြီးရင် Gemini နဲ့ကိုသွားပြီးတော့သူ့ကို script ပြင်ရေးခိုင်းမယ် Gemini ကိုမသွားခင်ခုနကဗီဒီယိုကို download လုပ်ထားလိုက်ပါဒီမှာ Gemini လို့ရိုက်ရှာလိုက်မယ်သူကတော့ Google account တစ်ခုခုရှိရနဲ့အကောင့်ဝင်စရာမလိုဘဲနဲ့တန်းဝင်သွားမှာပါသူ့ကိုတည်ရှာလေးခိုင်းဖို့အတွက် Pro feature ကိုသုံးကြမယ် Pro ကကြောင့်လေ free user တွေကိုတရက်မှာသူအကျဉ်း PC လေးသုံးခွင့်ပေးထားတယ်အဲ့လိုသုံးဖို့အတွက်ဒီနေရာက fast လို့ပေါ်နေရင်နှိပ်လိုက်ပြီးတော့ Pro ကိုပြောင်းပေးလိုက်ပါ Storytelling ပုံစံမျိုးလေးရေးခိုင်းမှာဖြစ်လို့ဒီ prompt ကိုထည့်ပေးလိုက်မယ်ပြီးတော့ရင်ခုနက copy ယူလာတဲ့ English transcript ကိုအောက်မှာထည့်လိုက်ဒီမှာဆိုရင်သူကတေးသေးချာချာလေးကိုပြန်ပို့လာပါတယ်transcript လိုက်ရပြီဆိုတော့နံပါတ်3အနေနဲ့အတန်သွင်းတဲ့အဆင့်ကိုယ့်ရဲ့ကိုယ်ပိုင်အတန်မသုံးချင်လို့ဆိုလဲ AI ကိုသုံးပြီးတော့အတန်ဘယ်လိုသွင်းရမလဲအဲ့တော့ရွေးချယ်စရာ2ခုရှိသွားပြီကိုယ့်ဘာသာအတန်သွင်းမလား AI ကိုပဲအတန်သွင်းခိုင်းမလားကိုယ့်ဘာသာအတန်သွင်းမယ်ဆိုတဲ့လူတွေကတော့အခုဒီနံပါတ်3အချက်ကိုကြော်ပြီးတော့လေ copyright မမိအောင်ဘယ်လိုမျိုးဗီဒီယို edit မလဲဆိုတာကိုကြော်ပြီးတော့ကြည့်လိုက်လို့ရပါတယ်မဟုတ်ဘူး AI ကိုပဲအတန်သွင်းခိုင်းမယ်ဆိုတဲ့လူတွေကတော့အခုဖုန်းရော laptop ရော2မျိုးလုံးမှာပြပေးမယ်သူကသုံးမယ်ဆိုလို့ရှိရင်တော့ဘာမှပဲဖြစ်ဖြစ်လေ VPN လိုအပ်တယ် AI ကိုအတန်သွင်းခိုင်းမယ်ဆိုတော့ browser တစ်ခုခုကနေ Google AI Studio လို့ရိုက်ရှာလိုက်ပါ
အခုအရင်ဆုံး VPN မခံမဲ့အရင်ဝင်ပြမယ်ကဲဒီမှာဝင်လိုက်တော့စာမျက်နှာကပြောင်းသွားပြီးတော့သူ support လုပ်တဲ့ country တွေကိုပဲပြနေဒါကဘာလို့လဲဆိုတော့ VPN ခံမထားလို့ပါအဲ့တော့ VPN တစ်ခုခုကိုခံလိုက်တကယ်လို့ကိုကဘာ VPN သုံးရမလဲမသိသေးဘူးဆိုရင်လည်းတစ်ခါလေးပြပြပေးမယ် laptop မှာဆိုရင် VPN extension လို့ရိုက်ရှာလိုက်ဒီမှာပေါ်လာတဲ့အပေါ်ဆုံးကဟာကိုဝင်ပြီးရင်ဒီ add to Chrome ဆိုတဲ့ထဲလေးကိုနှိပ်ပြလိုက်ပါဒီနေရာကိုတော့သုံးရမလဲဆိုတော့ဒီအပေါ်က extension လေးကိုနှိပ်ဒီမှာဆိုရင် free VPN for Chrome ဆိုပြီးတော့ပေါ်နေပြီအဲ့ဒါကိုနှိပ်လိုက်တော့စစချင်းဆိုရင်တော့ကြော်ညာလေးနည်းနည်းတက်လာတတ်တယ်အဲ့ဒါလေးကိုကြော်ပြီးရင် VPN လေးကိုချိန်ပေးလိုက်ပါပြီးရင် Google AI Studio ထဲကိုဝင်ကြည့်လိုက်ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ် VPN ချိန်ပြီလို့ပြန်ဝင်လာတာခုနကပြောသလိုဖြစ်နေသေးရဆိုရင် VPN server ချိန်တာကသူသတ်မှတ်ထားတဲ့နိုင်ငံ server တွေကိုမဝင်သေးလို့ပါအဲ့လိုမျိုးဆိုရင် VPN ကိုပြန်ဖြုတ်ပြီးတော့ချိန်ပေးလိုက်ဒါဆိုလို့ရှိရင်ရသွားပါလိမ့်မယ်ဖုန်းမှာလက်တလောသုံးလို့ခေါင်တဲ့ VPN တွေကတော့ဒီဗီဒီယိုမှာတင်ပေးထားပါတယ်စိတ်ဝင်စားရင်တော့ပြီးတော့ကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင် Google AI Studio ထဲကိုဝင်လိုက်မယ်ဒီမှာရောက်သွားပါပြီဒါဆိုရင်အရင်ဆုံးလောက်ရမှာကြတော့သူ့ရဲ့ setting တွေကိုအရင်ဆုံးချိန်ပေးလိုက်ပါ Multi speaker audio ကဝိထုဖတ်တဲ့အခါမျိုးဇာတ်ကောင်တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါမျိုးမှာတော့အသုံးတဲ့တယ်ကိုတွေက recap အဲ့တော့တစ်ယောက်တည်းပြပြမှာဖြစ်တဲ့အတွက်ကြောင့် single speaker audio ကိုရွေးပေးလိုက်ပါမယ်ပြီးရင်ဒီက instruction မှာကိုပြောစီခြင်းတဲ့ပုံစံမျိုးကိုထည့်ပေးရမယ်ဘာလို့ instruction ထည့်ရလဲဆိုတော့စာသားတစ်ခုတည်းကခန်းစားချက်ကိုအပြည့်အဝဖော်ပြမပေးနိုင်ဘူး instruction ပေးမှပဲ AI ကဘလို့လေတန်းနဲ့ဖတ်ရမလဲဆိုတာသိမှာမလို့သူ့ instruction ထည့်ပေးရတာဒါကြောင့်မလို့ instruction ထည့်ပေးလိုက်မယ်အဲ့တော့ဘလို့ထည့်မလဲဆိုရင်သူ့ကိုဒီမှာstoryteller တယောက်လိုမျိုးပြောစီခြင်းတယ်ပေါ့နော်ပြီးရင်သူ့ကိုလူလိုမျိုးတဘာဝကြလူပြောနေသလိုတုံးနဲ့ပြောစီခြင်းတယ်ပြီးတော့သူ့ကို emotional reaction လေးတွေပါစကားပြောတဲ့ထည့်ပြောစီခြင်းတယ်ဆိုပြီးအဲ့လိုမျိုးလေးရေးလိုက်မယ်ကဲဒီမှာအဲ့လိုရေးလိုက်ပြီးအဲ့လိုမျိုး instruction ရေးပြီးပြီဆိုရင်ဒီက text မှာကခုနက Gemini ကထုတ်လာတဲ့စာသားတွေကိုထည့်ညာဘက်ထောက်စုံလေးမှာ voice ဆိုတာလေးရှိတယ်အဲ့ဒီအောက်မှာကိုကြိုက်တဲ့အတန်ကိုထပ်ပြီးတော့ရွေးလို့ရသေးတယ်အစမ်းနားထောင်ကြည့်နေတယ်ဆိုရင်ဒီဘေးကနေရာလေးကိုနှိပ်ပြီးတော့နားထောင်လို့ရတယ်ကိုကြိုက်တဲ့အတန်ကိုရွေးပြီးပြီးအားလုံးလည်းပြည့်စုံသွားပြီဆိုရင်တော့ run control ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ shortcut အနေနဲ့ control plus enter ကိုပေါင်းနှိပ်လိုက်ရင်လည်းရပါတယ်သူ့ရဲ့အတန်ကိုတစ်ချက်နားထောင်ကြည့်လိုက်ရအောင်ဇလန်အဆောင်မှာရန်ဦးဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်သူကငငယ်ကလေးကဘဝကိုခက်ခက်ဖြတ်တန်းခဲ့ရသူပါအဖေကသင်္ဘောကပတိန်ဆိုတော့အိမ်မှာသိမရှိဘူးမစိုးတော့မြန်မာလိုကိုအဆင်ပြေရလို့ပြောလို့ရတယ်မြန်မာတယောက်အနေနဲ့နားလည်နိုင်တယ် AI မှန်းသိပေမဲ့လက်ခံပေးလို့ရတဲ့အနေအထားမျိုး audio လေးကြလာရင်ဒီအဆက်30ကိုနှိပ်ပြီးရင် download ကိုနှိပ်ပြီးတော့ down ပေးလိုက်ပါအဲ့တော့ဒါ laptop နဲ့လုပ်ပြပေးသွားတာပေါ့နော် laptop နဲ့လုံနီလေးသိသွားပြီဆိုရင်ဖုန်းနဲ့လုံနီလေးဆက်ပြပေးမယ်အဲ့တော့ဖုန်းမှာလည်းထုံးစံအတိုင်းပဲ VPN အရင်ခံပေးရမယ်ကိုယ်အဆင်ပြေတဲ့ VPN ကိုသုံးလို့ရတယ်စာပါမီးဖို့ပဲအရေးကြီးတာပေါ့သူပြောရဲ့နိုင်ငံတွေကစာပါလေအဲ့တော့ဒီမှာကတော့ jump ကိုပဲသုံးလိုက်မယ် VPN ချိန်ပြီးသွားပြီဆိုရင် Chrome ကိုသွား search bar ကနေ Google AI Studio လို့ရိုက်ရှာလိုက်ပြီးတော့ဝင်လိုက်မယ်တကယ်လို့စာမျက်နှာကပြောင်းသွားတယ်ဆိုရင် VPN ပြန်ချိန်ပေးပါအပေါ်ကအတိုင်းပဲ single speaker audio ကိုရွေးပေး instruction မှာလည်းထည့်ပေးလိုက်မယ် text ကိုလည်းခုနကဟာပဲထည့်မယ်
အတန်ကိုလည်းကိုကြိုက်တာရွေးပြီးသားပြီဆိုရင်တော့ run control ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ဇလန်းအစမှာရမူးဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။သူကငငယ်တည်းကဘဝကိုခက်ခက်ဖြတ်တန်းခဲ့တာသူပါ။အဖေကတင်မောကပတိန်ဆိုတော့အိမ်မှာတိတ်မရှိဘူး ခုနလိုပဲနော်လက်ခံပေးလို့ရတဲ့အတန်အနေထားမျိုးလေးဆိုတော့အဆင်ပြေတယ်ဒီရက်ဆက်30ကလေးကိုနှိပ် download ကိုနှိပ်ပြီးတော့ထောင်လိုက်မယ်ဒါဆိုလို့ရှိရင်တော့အတန်ဖိုင်ပြင်တဲ့အဆင့်လေးပြီးသားပြီပဲဖြစ်ပါတယ်မလီ copyright မမိအောင်ဘယ်လိုဗီဒီယို edit ရမလဲအခုပြောမယ်နောက်ဆုံးတစ်ဆင့်ရတော့ဗီဒီယို edit ရတဲ့အဆင့်မှာအလွယ်ကူဆုံးဗီဒီယို edit application လေးတွေဖြစ်တဲ့ကတ်နဲ့ပဲ edit ပြမယ် copyright မမိအောင်လို့ဒီ transform မှာ mirror လှည့်ပေးရမယ်ဗီဒီယိုပေါ်လေးကိုတစ်ချက်နှိပ်လိုက်ညာဘက်ကိုနည်းနည်းလေးဆွဲပြီးရင်ဒီမှာ transform ဆိုတာလေးကိုတွေ့လိမ့်မယ်အထက်လေးကိုဝင်ဒီအလေးက mirror ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနောက်ထပ်ဘာလုပ်ပေးအောင်လဲဆိုရင်ကိုကသူများဗီဒီယိုယူပြီးတော့သုံးတာလေးเนาะအဲ့တော့အဲ့လိုမျိုးယူသုံးတဲ့အတွက်ကြောင့်9စက္ကန့်10စက္ကန့်တစ်ခါ slide တစ်ခုပြောင်းပေးရမယ်တကယ်လို့ slide မပြောင်းချင်ဘူးဆိုရင်ရက်ထားပြီးတော့ zoom in zoom out လေးကစားပေးရမယ်ဟိုဆိုပါတော့เนาะဒီနေရာလေးကိုဖြတ်လိုက်မယ်ပြီးရင် speed လေးကိုနည်းနည်းလေး short ချလိုက်ဒါဆိုရင်သူ့ကို key frame နဲ့ zoom in zoom out ကစားမယ်ဘယ်လိုလုပ်ရမလဲပေါ့နော်ဘယ်လိုလုပ်ရမလဲတစ်ချက်ပြပေးမယ်ခုနက speed shot ချထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ဒီနေရာလေးကိုကြာသူက key frame လို့ခေါ်တယ်အဲ့ဒါကိုရှေ့ဆုံးနေရာလေးမှာတစ်ချက်ချညာဘက်လေးကိုနည်းနည်းလေးရွှေ့အမှတစ်ချက်ချပြီးတော့ဗီဒီယိုလေးကိုချဲ့ပေးလိုက်အဲ့ဒါဆိုရင်တော့သူက zoom in zoom out လုပ်လိုက်တာပေါ့နော်ဒီလိုမျိုးလုပ်လိုက်ရင်အဆင်ပြေသားပြီတချို့သွေးတန်ရဲတွေပါတဲ့အပိုင်းမျိုးတွေမှာဆိုရင်လည်းဗီဒီယိုကို black and white ပုံစံပြောင်းပေးလိုက်နော်တကယ်တော့အဲ့ဒီဘိုင်းတွေကမထည့်ရင်တော့ပိုကောင်းတယ်အဲ့တော့အခုပြပြသွားတာတွေကိုအကျဉ်းချုပ်လိုက်မယ်ဆိုရင်ဗီဒီယို record count တစ်ခုဖြစ်ဖို့အတွက်အဓိကအချက်3ချက်ပဲလိုတယ်နံပါတ်1အနေနဲ့ script ကောင်းရမယ်နံပါတ်2အချက်အနေနဲ့အတန်ထားကောင်းရမယ်နံပါတ်3အချက်အနေနဲ့ editing မှာ copyright မမိအောင်လို့ရှောင်တက်ရမယ်ဒါလေးပါပဲကဲဒီလောက်ဆိုရင်တော့ဗီဒီယို record လုပ်ပြီးတော့ဝင်ငွေရှာခြင်းတဲ့သူတွေရောဘဟုတုတအနေနဲ့သိထားခြင်းတဲ့လူတွေရောအားလုံးအကျိုးရှိတာမယ်လို့ထင်ပါတယ်။မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။